Kamianga, the lago, chatting as a job when we shile, Muji Pinashin Tiang, Twison Wenyare, Sobazovia. Tuga, Kamiago Tang Hibi, Chanda Nesora, Jounting Yurema, Shibida Posadabolo, Shimbida in Yuba, Velo Piolayan, Kamiapolo Kanzamle. ဟုတ်ပါတယ်ဒါယင်းနီးမြုံနိုင်မှုပညာရှင်ဘန်ဖီလစ်ရဲ့ဖြိုးပြချက်ပဲဖြစ်ပါတယ်သူကချမ်းသာနီးဆိုတာနီးပညာပိုင်းရကြည့်ရင်ဖြေရှင်းပြီးတာ solve problem ပါပဲတဲ့ဒါပေမဲ့လူအများစုဆန်းရဲနေခြင်းရဲ့အဓိကအကြောင်းအရာကတော့မိမိရဲ့ကိုယ်ပိုင်စိတ်အခြေအနေကြောင့်ပဲလို့ဆိုထားပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုမှာတော့ဘန်ဖီလစ်ရဲ့အယူအဆတွေကိုအခြေခံပြီးခင်ဗျားရဲ့ငွေကြေးအမြင်ကိုတက်တက်စာပြောင်းလဲသွားစေမယ်ဆိုတဲ့အချက်တွေကိုပြောပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့စလိုက်ရအောင်ဗျာ ချမ်းသာနေဆိုတာဖြစ်ရှင်းပြီးသားပုဂ္ဂိုလ်လား Ben Felix ပြောတဲ့ getting wealthy is a solved problem ဆိုတာဘာလဲအင်္ဂါတပုတ်ကိုအဖြေတိုက်ကြည့်တယ်လို့ပါပဲချမ်းသာဖို့အတွက်လိုအပ်တဲ့အချက်၃ချက်ကလူတိုင်းသိပြီးကြမယ်ထင်ပါတယ်အဲ့ဒါတွေကတော့ဝင်ငွေထက်နည်းနည်းသာတုံးပါပိုတဲ့ငွေကိုအကျိုးရှိရှိရင်းနှီးမြှုပ်နှံပါဒါကိုဆယ်စုနှစ်နဲ့ချီပြီးစိတ်ရှည်လက်ရှည်လှုပ်ဆောင်ပါဟုတ်ပြီဗျာဒါဆိုရင်ဘာလို့အားလုံးကမချမ်းသာကြတာလဲအဖြေကတော့ရှင်းပါတယ်ခင်ဗျားရဲ့စိတ်ကြောင့်ပါပဲကျွန်တော်တို့စိတ်ကစင်ကဲပြောင်းလဲမှုအရာအခုချက်ချင်းရတဲ့ဆူလာပ် instant gratification ကိုပဲမှတ်မောပါတယ်နောက်10နှစ်နေမှာရမယ့်အသီးပွင့်နေထက်ဒီနေ့လက်ထဲမှာကင်ထားရမယ့်ဖုန်းအသစ်ကားအသစ်ကိုပဲပို့ပြီးမှတ်မောတာကြောင့်ယင်းနှီးမြုပ်နှံရတာကိုပြင်းလာတယ်ကြောက်လာတယ်နောက်ဆုတ်လာကြတာပါပဲ